အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရှင်းလင်းလုပ်ပြချင်တာတော့ Gmail အကောင့်ကိုကိုယ်တိုင်ရှောင်လို့မတတ်သေးတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ရည်ရွယ်တာပဲဖြစ်ပါတယ်ဖုန်းတစ်လုံးမှာကျွန်တော်တို့အရေးကြီးဆုံးကတော့ Gmail အသက်ပဲဗျနော် Gmail အကောင့်ဖွင့်လို့တက်နေတဲ့သူတွေဆိုရင် Play Store တို့ကျွန်တော်တို့ဖုန်းထဲမှာကျွန်တော်တို့တော်တော်များများ software တွေကို Gmail နဲ့ချိန်ပြီးအသုံးပြုလို့ရတာပဲဖြစ်ပါတယ် Gmail ဖွင့်လို့မတက်သေးတဲ့ကျွန်တော်မိတ်ဆွေတွေဆိုရင်တော့အခုခက်ခဲတွေတော်တော်များများကြုံကြတာပါတယ်ဆိုရင် Play Store မရတာတို့နော်ကျွန်တော်တို့ software တွေပြုတ်ထွက်သွားတာတို့ဒါတွေကခဏခဏကြုံနေရတဲ့ပြဿနာဒါကိုကျွန်တော်တို့က Gmail ကိုကိုယ်တိုင်ရှောင်းလို့တက်သွားအောင်ကျွန်တော်ဖွဲ့တဲ့နေလေးပြောပြပေးမယ်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့တကယ်ကိုကြိုးရှိတဲ့ဗီဒီယိုပဲဖြစ်နိုင်တယ်ဗျ။ Okay ဒါဆိုရင်မိတ်ဆွေတို့တီးသွားပြီဆိုရင်မသိသေးတဲ့သူတွေအတွက်လည်းပြန်လဲ share သွားပေးဖို့ကျွန်တော်ကတောင်းဆိုချင်တယ်။ Okay ဒါဆိုရင်ကျွန်တော်လည်းတို့သွားကြည့်လိုက်အောင်เนาะကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တစ်ခုချင်းစီတေချာလေးရှင်းပြပေးမှာပဲဖြစ်ပါတယ်။ Okay let's go ဒါဆိုရင်တော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Gmail ကိုရုံဆိုနှိပ်သွားပေးရမယ်เนาะဒီ Gmail ကတော့ဖုန်းတိုင်းမှာပါတယ်เนาะကျွန်တော်မိတ်ဆွေတွေဒီမှာပေါ်ဆုံးကကျွန်တော်မျှပြပေးထားမယ်ဒီ Gmail ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ဗျအခုလိုမျိုး Gmail နဲ့ရောက်သွားပြီဆိုတော့ဒီပေါ်ဆုံးမှာကျွန်တော်တို့ရဲ့ Gmail လျှောက်ထားတဲ့ profile လေးကိုချက်နှိပ်မယ်တချို့မိတ်ဆွေတွေမှာဒီပေါ်ဆုံးမှာ profile မထည့်တဲ့သူတွေဆိုရင်တော့ကျွန်တော်တို့အခေပုံစံလေးအိုင်ပုံစံလေးနဲ့ဒီလိုမျိုးပေါ်နေမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ညပြပေးထားမယ်ပေါ့နော်ဒီနေရာလေးချက်နှိပ်မယ်ကျွန်တော်မိတ်ဆွေတွေတေချာလေးတစ်ခုချင်းစီကြည့်ပြီးလို့နော်โอเคပြီးကျွန်တော်ပေါ်နေနဲ့ဆွဲမယ်โอเคဒီအောက်ဆုံးမှာပေါင်းလက္ခဏာလေးနဲ့ ATT ဆိုတော့ဒီစာတန်းလေးပေါ်နေမှာဖြစ်ပါတယ်ဒီစာတန်းလေးကျွန်တော်တို့ကအသက်ရှောက်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီစာတန်းလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်နော်โอเคအခုလိုမျိုးမျက်နှာပြင်ပြပေးနေမှာဖြစ်ပါတယ်ဒီလိုမျိုးမျက်နှာပြင်ရောက်လာပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေက Google ကိုနှိပ်ပါခဏလေးစောက်ပေးပါဒီနေရာမှာကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင်စကစ်လုံးဝင်ပေးရမယ်နော်မိတ်ဆွေကနံပါတ်နဲ့ခက်ရတယ်ဆိုရင်နံပါတ်နဲ့ဝင်ပါကျွန်တော်ကတော့လက်ဝေနဲ့လောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လက်ဝေနဲ့ဝင်သွားမယ်နော်โอเคဒီနေရာမှာကျွန်တော်မိတ်ဆွေတို့ရင်ဦးဆိုကျွန်တော်ပြောချင်တာကတော့မိတ်ဆွေတို့ Gmail အကောင့်ဟောင်းကိုပြန်လိုချင်တဲ့သူတွေဆိုရင်တော့ဒီမှာပေါ်ဆုံးမှာပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်လေးထည့်ပြီးတော့ဒီမှာ Gmail ရိုက်ကြလို့ရတယ်ကျွန်တော်ကအခုပြောပြပေးမှာတော့အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီအောက်ဆိုဟာစာတန်းလေးကိုမိတ်ဆွေတို့ချက်နေပါပြီးရင်ဒီပေါ်ဆိုဟာစာတန်းလေးကိုချက်နေပါโอเคဒီနေရာမှာ first နေနဲ့ last နေရာဒီနေရာမှာကျွန်တော်တိုးပြမဲ့ nom ကိုထည့်ပေးရမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့မှာ nom နှလုံးဆိုရင်တော့ပေါ်မှာတလို့အောက်မှာတလို့ထည့်မယ်โอเคဒါဆိုကျွန်တော်ဒီမှာထည့်ပြမယ်နော်ကျွန်တော်ကအလွယ်ဆုံးနည်းနဲ့ပေါ့နော်ကျွန်တော်ထည့်ပြပေးမယ်โอเคအပေါ်မှာတလို့အောက်မှာတလို့နှလုံးထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့က next ကိုပဲနှိပ်မယ်နော်ဒီနေရာမှာမိတ်ဆွေတို့က session နဲ့အပြည့်သောမွေးနေ့ကိုထည့်ပေးရမယ်နော် session နဲ့အောက်ကမရဘူးနော်โอเคဒီမှာမွေးနေ့ကျွန်တော်တို့အမှန်ထည့်လို့ရတယ်အမှန်မဟုတ်ရင်လည်းရတယ်နော်ကျွန်တော်ကတော့ဒီမှာထည့်လိုက်မယ်ပေါ့နော်โอเคကျွန်တော်ရဲ့အမွေးနေ့ထည့်ပြီးပြီဆိုရင်တော့မိတ်ဆွေတို့ဒီအောက်ဆုံးမှာဒီမြားလေးကိုချစ်နှိပ်ပါမိတ်ဆွေရယောက်ျားလားမိန်းမလားပေါ့နော်ယောက်ျားဆိုရင်တော့ယောက်ျားပေါ့နော်မိန်းမဆိုရင်လည်းမိန်းမကျွန်တော်တို့ရွေးလိုက်မယ်ပေါ့နော်ပြီးရင်နေကိုပဲနှိပ်မယ်နော်ဒီနေရာမှာမိတ်ဆွေကအခုဒီမှာပြပေးနေတယ်လို့ Gmail မှာသုံးမဲ့နာမည်ကိုထည့်ပေးရမယ်ကိုရဲ့နာမည်နော်โอเคโอเคဒီမှာကျွန်တော် Gmail နာမည်ကိုကျွန်တော်ထည့်လိုက်ပြီတော့မိတ်ဆွေတို့ဒီနေရာမှာမိတ်ဆွေတို့ကြိုက်တဲ့နာမည်ကိုထည့်လို့ရတယ်နော်ပြီးရင်ကျွန်တော်တို့ဒီလိုမျိုးကိုရဲ့နာမည်နဲ့ကိုအခရာလေးနဲ့ပေါ့နော်ပြီးရင်ဒီမှာကနန်းလေးထည့်ပေးလိုက်ရင်ရပြီနော်ဒါကိုကျွန်တော်တို့ဒီလိုမျိုးထည့်ပြီးဆိုရင်နေ့ကိုနေ့ပါဒီနေရာမှာမိတ်ဆွေကကိုတိုးပြမဲ့ password ကိုထည့်ပေးရမယ်နော်ကိုလက်ရှိတိုးပြမဲ့ Gmail ရဲ့ password ကိုတိုးပြထည့်ပေးရမယ်အခုကျွန်တော်တို့ထည့်လိုက်တဲ့ password ရတယ်မိတ်ဆွေတို့သေချာလေးမှတ်ပေးရမယ်နော်တကယ်လို့ရေးကျူလာတဲ့ချိန်တိုင်းကိုရဲ့ Gmail ရဲ့ password ရမသိတဲ့သူတွေဒီနေရာမှာအဖြေပဲဗျာနော်ဒီ Gmail password ကိုသေချာလေးမှတ်ထားပါနော်
Okay ကိုယ့်ရဲ့ Gmail password ထည့်လိုက်ပြီဆိုတော့မိတ်ဆွေကဒီမှာနေ့ကိုပဲနှိပ်မယ်နော် Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ Gmail ကောက်တစ်ခေါက်ရောက်သွားပြီဖြစ်ပါတယ်ပေါ်ဆုံးမှာမိတ်ဆွေခုထည့်ထားတဲ့နာမည်ကဒီပေါ်မှာပြပေးနေမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဘာနှိပ်စရာမလိုဘူးနေ့ကိုပဲဆက်နှိပ်သွားပါဒီနေရာရောက်လာပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေပေါ်နေဆွဲလိုက်ပါဗျာ Okay ဒီအောက်ဆုံးမှာဒီပြန်ရန်ဆန္ဒလေးကိုမိတ်ဆွေတို့ချင်းနှိပ်ပါဒါကကျွန်တော်တို့ Gmail ဖွဲ့တာတော့အတည်ပြုတာပဲဖြစ်ပါတယ်ပေါ့နော်ခဏလေးပါOkay ဒါဆိုရင်တော့ကျွန်တော်တို့ဖွဲ့လိုက်တဲ့ Gmail ကတော့အတည်ပြုလိုက်တာဆင်ပြေသွားပြီပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဘယ်မှာကြည့်ရမလဲဆိုတော့ကျွန်တော်ပေါ်ဆုံး profile လေးရှင်းနေမယ်ခဏကျွန်တော်ဖွဲ့လိုက်တဲ့ Gmail ကျွန်တော်ပြပေးမယ်နော် Okay ဒီမှာပါခဏကျွန်တော်ဖွဲ့လိုက်တဲ့ Gmail อ่ะ Okay ဒီမှာကျွန်တော်အသစ်ဖွဲ့လိုက်တဲ့ Gmail เนาะဒီမှာနာမည်ကျွန်တော်ပြပေးမယ်ဒီပေါ်ဆုံးမှာတွေ့လားကျွန်တော်မိတ်ဆွေတွေတွေ့လားဒီပေါ်ဆုံးမှာ Okay ဒါဆိုရင် Gmail ကောက်ကိုတိုင်ရှောက်သက်သွားမယ်လို့ထင်တယ်ဒီနည်းလမ်းလေးကတော့မိတ်ဆွေတို့တကယ်ကိုကြိုးရှိမယ်လဲထင်ပါလေဗျာဒါကြောင့်မို့လို့မေးထားတဲ့မိတ်ဆွေတွေခဏခဏကျွန်တော်မေးများလို့ပေါ့နော် Gmail ကောက်ရှောက်တဲ့အနေနဲ့တင်ပေးပါဆိုပြီးတော့ပြောနေတဲ့မိတ်ဆွေတွေအတွက်ဒီကနေ့ကျွန်တော်မျှဝေပေးတာပဲဖြစ်ပါတယ်တကယ်လို့နားမလည်တာရှိရင်လည်း comment မှာမှတ်ထားခဲ့လို့ရတယ်ကျွန်တော်ကအားရင်အားတယ်လို့ကျွန်တော်ပြန်လည်ဖြေချပေးမှာပဲဖြစ်ပါတယ်ဗျာ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဆင်ပြေပါသေးဗျာကျွန်တော်ကတော့ဇော်တော်ပါ